Hello guys, Sam လေးနဲ့ပြန်လာကြည့်လိုက်ပါကျွန်တော်နာမည်တော့ Sam ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကတော့ Korowa ဆိုတဲ့တနက်ပြတဲ့ game တစ် game ကိုဆော်လာမှာဖြစ်ပါတယ် So let's go guys ဒီကံတော့ဆော်နေတာပြီကျွန်တော်ဒီကံနှင်းနေတဲ့စနကောက်လို့ရဘာလည်းမသိဘူးကွာဒါပဲပြောကြည့်မရှိတော့အောက်မှာကြည့်မရှိတော့သေရောကြည့်မရှိတော့တန်းလေးကောက်လို့ရရင်ကောင်းမယ်ဆက်ပြေးတက်မှာမဖြစ်စားပါအားနာကိုတော့ကောင်းလာတော့ကြည့်မရှိဘူးတိုက်လို့လောက်ရပါကြည့်ရတခေါင်တသိတခါဖြစ်အောင်ဖြစ်နောက်မှဆိုကြည့်မလောက်တော့ဒီနာမှာတေးတော့တရားဝခဏတေးဝါယူပါဟိုမိုက်တော့ကွာဒီဂိမ်းဟာလေကျွန်တော်ငယ်လေးတော့ဆောရဘူးကောင်းတာလားပါအင်တာနက်ဖြစ်တဲ့ဂိမ်းနဲ့နည်းနည်းဆင့်အားရဘုံနေတာဟုတ်ပါတခေါင်းထဲမှာညဘယ်ရောက်ကုန်ကြတော့မင်းတို့ကိုကြီးကိုကြောက်လို့ပြေးကုန်ညရတယ်မလေးကြီးရလဲဖြည့်ရသေးရဲ့ပြောင်းတေးတော့ကောင်းပြီဒီမကောင်းပြီမလေးတေးတော့မှာငါတေးတော့မှာတွေးကိုလည်းရှိုးဟဲ့တေးရမတတ်တော့ဘူးတေးရတစ်ချက်လောက်သွားနေအသေးရအေးဒါမီးမြုပ်မိုင်းဟာမနေမီအောင်ရှောင်းပါတယ်လို့နင်းပြီးသွားတယ်ဒီလေးရတယ်အော်ပြန်နေပြတ်သွားလဲကွာဒါမှရှိအောင်မယ်လို့ပြောမိုင်းနေတော့ကြောက်များပြီဖေးငါမိုင်းဒီမှာမိုင်း ဟ
ကြောင်းမိုင်းတဲ့ကောင်မိုင်းနေထောင်သွားလဲကွာအားတော့ကြောင်ပိတ်အော်ဒီမှာတန်းရှိအာတကယ်တော့မရလိုက်ဘူးOkay guys ဒီ game လေးကိုကြိုက်နေတတ်မယ်လို့ညွှန်နေပါတယ်တကယ်လို့ဒီ game လေးကိုဆော့ကျင်နေဆိုရင်mobile မှာပဲဖြစ်ဖြစ် PC မှာပဲဖြစ်ဖြစ်ကိုတော့ဝါဆိုပြီးတော့ရိုက်ရှာပြီးတော့ down ပြီးဆော့လို့ရပါတယ်so see you next video guys bye